မင်းရဲ့နေ့စဉ်သုံးပစ္စည်းတွေကသာစကားပြောနိုင်မယ်ဆိုရင်သူတို့မင်းကိုဘာတွေသတိပေးမလဲတဲ့လားနောက်တောက်ကြည့်လိုက်ပါအောင်ဒါတွေကမင်းတကယ်သိထားတဲ့အချက်တွေပဲ မင်းနာဘော်ကဝက်ချန်တွေကိုလက်နဲ့လုံးဝမညစ်ပါနဲ့မင်းညစ်လိုက်တဲ့အခါပုံးမွားတွေကအရေပြားအောက်ထဲပြန့်နှံ့သွားနေနောက်ထပ်ဝက်ချန်အသစ်တွေကိုထက်ခေါ်လာပါလိမ့်မယ်အဲ့ဒီအစား salicylic acid ပါတဲ့ဆေးကိုမေတို့ပေးလိုက်ပါ မင်းညတိုင်းအိတ်နေတဲ့ခေါင်းအောင်မင်းမနာကိုဒါစင်ကြအောင်သိနေတာခေါင်းစွပ်ကိုမလျှော်တာနှပ်ပါလောက်ချီနေပြီမဟုတ်လားအဲ့ဒီမှာဆဲတီတွေဖုံမုံတွေနဲ့ပိုးမွားတွေခိုအောင်နေပြီမင်းရဲ့ချွေးပေါက်တွေကိုပိတ်ဆို့ကဝက်ချန်တွေကိုဖြစ်စေတာပါ အိမ်သားရေဆွဲတိုင်းအဖုံးကိုအမဲပိတ်ပါမဟုတ်ရင်အိမ်သားတွေကအညစ်ကြေးအမုံမွားတွေကလေတွေကကစီမင်းရဲ့တွားတဲ့တန်းပေါ်ရောက်သွားပြီးမင်းပစက်တဲ့ကိုဝင်ကုန်လိမ့်မယ်တကယ်ရွံ့ဆွဲကြီးနော် ငါကရေချိုးဘက်လူဖာပဲငါကမင်းကိုတန်ရှင်းပေးတယ်ထင်နေလားတကယ်တော့ငါကစိုးထိုင်းစာကြောင့်မိုးလေးပေါက်ထွက်ရစိတ်ယုံကြည်ထိနေပါပြီဒါကြောင့်ငါကိုနှစ်ပတ်တခါပုံမှန်လဲပေးဝေမမေ့ပါနဲ့ မင်းအိပ်ပျော်နေချိန်မှာမင်းရဲ့ဖုန်းကအသက်ရှူချက်နေတယ်ဆိုတာမင်းသိလားဖုန်းကိုအာသွင်းကြီးခေါင်းအောက်မှာထားရတာဟာသူ့ကိုမီးဖိုတွေထည့်ထားသလိုပါပဲလေဝင်လေထွက်မရှိတော့ပဲဘက်ထရီတွေအပူလုံးကဲလာမယ်အဆိုးဆုံးကတော့မီးလောင်တဲ့အထိထစ်သွားနေတာပါပဲဖုန်းကိုအာသွင်းနေလေဝင်လေထွက်ကောင်းတဲ့နေရာမှာပဲထားပေးပါ